ငွေမိုးမှုကိုအိမ်မှာလွှစာနဲ့အလွယ်တကူစိုက်လို့ရတယ်ဆိုတာသိပါသလားပထမဆုံးလွှစာကိုတန်ရှင်းအောင်ရွေးပါပြီးရင်လွှစာတွေကိုခွဲနုစားခါထုံးသုံးမျိုးကိုတေချာအချိုးညီညီထည့်ပေးရမယ်ခွဲနုကအပင်ကြီးထွားမှုကိုအားပေးတယ်ထုံးကလွှစာတွေကအဆစ်ဓာတ်ကိုထိန်းညှိပေးတယ်စားခါကတထုဓာတ်တွေကိုဖြည့်တင်းပေးတယ်ဒီသုံးမျိုးကိုရောပြီးတဲ့နောက်မှာအရေးကြီးဆုံးကအဆိုဓာတ်ပါပဲရေနည်းနည်းနဲ့တဖြည်းဖြည်းဆိုအောင်လုပ်ပါလွှစာကဆိုလေးဖြစ်ပေမဲ့ရေစည်းမကျအောင်သတိထားရမယ်လွှစာကိုပလတ်စတစ်အိတ်ထဲဖြည်းဖြည်းချင်းထည့်ပါအတွင်းမှာလေမဝင်အောင်ဖိဖိတိတ်တိတ်ထည့်ပေးရမယ်ဒါမှမှုကြီးထွားမှုကောင်းမယ်ပြီးရင်ရေနွေးငွေ့နဲ့3 သို့မဟုတ်4နာရီပိုးသက်ဖို့မမေ့ပါနဲ့အပိုင်းနဲ့မှာစပေါင်ထည့်နည်းနဲ့မှုထွက်အောင်လုပ်နည်းကိုဆက်လက်တင်ပေးမယ် subscribe လုပ်ထားနော်